ရင်ချစ်ဆက်လေးလမ်းနဲ့ရှောက်တော့ကြွအိမ်ရရှင်ဒီဇိုင်းလေးတမီးပေါက်တယောက်ထုံးမမိသားစုကနှွေးထွေး16နှစ်ဆယ်ကပြေတော့ခုထိသူ့မကလေးလေးကြီးစားတော့တယောက်မှမထားဘိုင်းကောက်ကြောက်ပြီးသမီးလေးအားချစ်မိတဲ့ကျုပ်ရဲ့ဘွားပိတ်မိနေတဲ့မိုင်းကများနေထိုင်မှုပုံစံမတူညီခံယူချက်တွေပါလွဲမိဘတွေကယူသည်နားလည်မှုပိုင်အားနဲ့ကိုကပဲကိုတွေးတဲ့တော့ကရင်နဲ့ကောင်းခဲတဲ့ရင်ကိုနောက်ဘာပါလဲအတားလေးပြစ်လိုက်မြောင်းတဲ့လူငယ်လေးချစ်ချင်းကိုခွဲရှေ့ကစီကနေဆွဲလူသားချင်းစာနာတတ်မဲ့တရားကိုမှတ်တဲ့ဖြားတကားဝင်တဲ့နောက်ဆုံးတော့ချမ်းရမြတ်ဖေကြီးတွေတို့ပြပုံချမင်းနဲ့ငါလည်းညှိလို့မြတ်ဒီပြဿနာကြားကချစ်ဒုက္ခဆက်ရှိတာကြည့်မြတဲ့ဖေးဆော့ရှုပ်တာပြပြောတဲ့မေးမ်းရှိတဲ့ငါလိုလူမမင်းကလည်းတကယ်ချင်ပြီးတော့တယ်မေကြီးကစော်တယ်တော်ကြီးကလော်တယ်ညီမလေးကပေါ်တယ်ဖေကြီးကအော်တယ်မေကြီးကစော်တယ်တော်ကြီးကလော်တယ်ညီမလေးကပေါ်တယ်သမီးနဲ့လိမ့်မလေး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 မကကိုရီးယားကအားတဲ့ချိန်တိုင်းထိုင်မိကြည့်ရုပ်ရှင်တွေကပုံစံတိုင်းငါကိုလာကွန်ရှာပြီးညလူငယ်တယောက်ရဲ့ privacy ကိုမင်းမေကိုယ်တိုင်ဘာမှမသိငါနဲ့ဝင်းရင်ပြီးရောဆိုပြီးပို့ပစ်လိုက်တာတိုင်းမှထိရေချမြေချနိုင်ငံခြားမှာမင်းတို့အိမ်ကစိတ်ချတဲ့ပေါ့ရင်ချင်းမှုမတူညီတဲ့နေထိုင်မှုပုံစံကိစ္စတွေကိုဒေါ်လာစတင်မောတာစစ်ဖို့လောင်းမှသဘောကျတယ်ပေါ့ငါတမီးမရကြီးဖြစ်ဖို့ကိစ္စကြတော့တက်ကြွတယ်ဟောတလုံးကအန်တီကလည်းဆရာမကြီးပုံနဲ့ဖမ်းငါပိုင်နေငါဆုံးမမယ်နေသမီးတွေကုန်လွတ်လိုက်စမ်းသူများကိုတင်ဖို့ဆိုဝေးကိုသားသမီးတော့မနိုင်တော့ဘွမ်းမနိုင်မှဖြစ်တော့မှရှက်ရမီပွဲချမ်းဒီလိုနေဒီလိုလှုပ်ဒီလိုစားပြီးဒီလိုတော့ကောင်းနေခြင်းလို့စီစဉ်နာခံရမယ်လူကြီးကဘောတူလို့အိမ်ခေါ်လာအကြောင်းတွေဘက်တော့ငယ်ကြီးစားသွားထည့်ပြီးပေးသားရအောင်ခမတူမကနွားလားမေကြီးကစော်တယ်တော်ကြီးကလော်တယ်ညီမလေးကပေါ်တယ်ဖေကြီးကအော်တယ်မေကြီးကစော်တယ်တော်ကြီးကလော်တယ်ညီမလေးကပေါ်တယ်သမီးနဲ့လိမ့်မလေး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 ဒီကုန်စားငါကလည်းချစ်ဒီပုံနာခဲမရစိတ်ကြီးပုံများငါတို့ရဲ့လက်သီးယုံလားမင်းကနံပါတ်1မင်းညမကနံပါတ်2အငယ်ဆုံးမကနံပါတ်3ချစ်လို့ရတယ်ဘာဖြစ်တော့တမျိုးလုံးဆွေးလုံးငါကိုမုံမင်းလက်ခွင့်နဲ့ကိစ္စတော့မင်းကိုယ်တိုင်ကနံပါတ်တော့နောက်ဆုံးတော့ငါချစ်တခုသာရှုံချုံကိုညမလည်းကိုပြန်ကြောက်စိတ်တွေကဘလို့ရချောင်းသူများချစ်ချင်းတွေကြားလဲဝင်နောက်တဲ့ညီမနှစ်ယောက်နဲ့ပတ်သက်ဖို့လက်လုံးမို့ချစ်မမဘုံဆုံးဖို့အိမ်မနဲ့ပြချုံလို့ငါကြောင်းနေပြောတာမွန်လို့လက်ခွင့်နဲ့ဖောင်းခတ်တဲ့နေဖေကိုလည်းမုန်းတယ်ကိုချင်းစားတဲ့ကင်းမဲ့တဲ့နေမေကိုလည်းမုန်းတယ်အိမ်တော်ရေးပွဲစားဖင်ဝင်ရတဲ့နင်းတော်ကိုလည်းမုန်းတယ်နင်းမမတကယ်ချစ်မိခဲ့တဲ့ငါကိုငါလည်းမုန်းတယ်ဒီတော့မေကြီးကစော်တယ်တော်ကြီးကလော်